The Call ခေါ်သံ online magazine ကိုနားဆင်နေရတာဖြစ်ပါတယ်။ကမ္ဘာတောင်ဘက်ချမ်းနဲ့အာနာရှင်တော်လန်ရေးကျော်စောခိုင်ပြီးခဲ့တဲ့ဘက်ကရုရှားမှာလုပ်တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲ280မြောက်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့စစ်ကောင်းဆောင်ကိုတရုတ်သမ္မတရှီကျင်းပင်ကမေလ9ရက်နေ့မှာလက်ခံတွေ့ဆုံခဲ့တယ်။ဘန်ဒေါင်းစိတ်သက်ဒီပွဲမှာရှီကျင်းပင်ကငြိမ်းချမ်းစွာအတူရှင်တွဲနေရေးမူ9ချက်နဲ့ဘန်ဒေါင်းစိတ်သက်ဆိုတာကိုတခုတ်တရထည့်သွင်းပြောကြားလာခဲ့တယ်။သူပြန်ဆွဲထုတ်လာတဲ့ဒီမူ9ချက်ဟာချွင်လိုင်းနေရူးနဲ့ဦးနူတို့ကဘန်ဒေါင်းမှာအစပြုခဲ့ကြတာဖြစ်တယ်။1955 AP 18ကနေ22ရက်အင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ဘန်ဒေါင်းညီလာခံဟာဒီနှစ်မှာ290ပြည့်တယ်။ဘန်ဒေါင်းဟာကိုလိုနီလက်အောက်ကလွတ်မြောက်ကာစအာရှနိုင်ငံတွေနဲ့အာဖရိကနိုင်ငံတွေစုစုပေါင်း29နိုင်ငံတက်ရောက်ခဲ့ကြတာဖြစ်တယ်။အဓိကရည်ရွယ်ချက်ကနေချက်ဝါဒနဲ့ကိုလိုနီဝါဒကိုဆန့်ကျင်တဲ့ပွဲဖြစ်တယ်။ကမ္ဘာအင်အားကြီးစူပါပါဝါနှစ်ခုကြားမှာဘဲမှမလိုက်ဘဲတတိယနိုင်ငံတွေစုစည်းတဲ့ညီလာခံတစ်ခုအဖြစ်အင်ဒိုနီးရှား၊မြန်မာ၊အိန္ဒိယ၊သီရိလင်္ကာတို့စီယုံပုံဖော်ခဲ့ကြတာလည်းဖြစ်တယ်။နှစ်90ပြည့်ဒီပွဲကို2005ခုနှစ်ကဘန်ဒေါင်းမှာပြန်ကျင်းပခဲ့ပြီးအာရှအာဖရိကဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအသစ်ဆိုတဲ့သဘောကိုရည်ရွယ်ချက်ထားရှိခဲ့တာတွေ့ရတယ်။တရုတ်ဟာဒီပွဲကိုအမြဲလိုဂရုစိုက်ကျင်းပလာခဲ့တယ်။ဒီနှစ်ဘေကျင်းမှာလုပ်တဲ့ပွဲမှာအမေရိကန်ကစတဲ့ကုန်သွယ်စစ်ကိုရည်ညွှန်းပြီးကမ္ဘာမှာအင်အားကြီးနိုင်ငံတွေရဲ့ကိုကြိုးစည်းပွားအတွက်ထင်ရှားဆိုင်မှုတွေပူးပေါင်းဆောင်ရွက်မှုကိုလစ်လျူရှုတာတွေဝေဖန်ထောက်ပြတယ်။ကမ္ဘာတောင်ပိုင်းနိုင်ငံတွေပိုပြီးစုစည်းကြဖို့လိုတယ်လို့စီယုံလှုံ့ဆော်ခဲ့တာတွေ့ရတယ်။ဆိုတော့ရှီကျင်းပင်ပြောတဲ့ဘန်ဒေါင်းစိတ်ဓာတ်ဆိုတာအမေရိကန်ဗိုလ်ချစိုးမိုးရေးဥရောပကိုလိုနီနယ်ချဲ့စနစ်နဲ့ဝါဒကိုအာရှအာဖရိကနဲ့လက်တင်အမေရိကတို့စူးစီးကာကွယ်တံပြန်ဖို့ဆိုတဲ့တင်စားလှုံ့ဆော်ကြော်ညာမှုတစ်ခုဖြစ်တာတွေ့ရတယ်။သမိုင်းအမြင်နဲ့ဒေါ်လန်ရေးတကယ်တော့သမိုင်းအချက်လက်တွေနဲ့ဖြစ်ပျက်တွေဟာသမိုင်းနောက်ခံတွေပေါ်မူတည်ပြီးအဓိပ္ပာယ်တွေသဘောတရားတွေနဲ့တက်ရောက်မှုတွေပြောင်းလဲနေတာဖြစ်တယ်။ယူကရိန်းကျူးကျော်မှုဟာရုရှားရဲ့ပြိုကွဲသွားတဲ့ပြည်ထောင်စုနဲ့ကမ္ဘာစူပါပါဝါဘဝကိုပြန်လည်ရယူလိုမှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။တရုတ်လည်းထို့အတူအလဲဘရင်နိုင်ငံဆိုတဲ့အင်ပါယာကိုပြန်သွားလိုတဲ့သဘောဖြစ်တယ်။တရုတ်ဟာသူ့နေရာမှန်သူပြန်သွားဖို့ကြိုးစားနေတာကိုအများကြီးမဝေဖန်လိုပေမဲ့တရုတ်သုံးဆွဲနေတဲ့နီလန်တွေနဲ့သဘောထားတွေကသူ့ကိုစန့်ကျင်ဘက်အနေအထားစီပြန်ပြီးတွန်းပို့နေတာဖြစ်တယ်။လက်ရှိတော်လန်စစ်မှာရှမ်းမြောက်မှာအတန်တိတ်သွားပေမဲ့စကားဆဟာကချင်မှာဗမော်မကြအောင်အလွန်မင်းအားထက်ရုန်းကန်နေရတယ်လို့ကရင်မှာ2024ကတည်းကမအောင်မြင်ခဲ့တဲ့အောင်စီရစစ်ကြောင်းဟာနောက်ချန်အထိုင်စခန်းကိုဝင်သိမ်းခံလိုက်ရပြီဖြစ်တယ်။အေးဟာကြောက်ဖြူကိုတတိတီတိုင်ရင်အချိန်တစ်ခုကိုဆောင်ပြီးအချိန်တစ်ခုကိုတီဆောက်နေတဲ့သဘောတွေ့ရတယ်။တရုတ်ဟာသူ့အင်အားကိုနောက်ကနေပံ့ပိုးပြီးစကားဆကိုထောက်ပံ့မယ်ဆိုရင်အချိန်တစ်ခုကိုထိန်းထားနိုင်မှာဖြစ်ပေမဲ့အချိန်မှာပြိုလဲသွားမယ်စကားဆကိုလုံးလုံးလျားလျားပြန်လေတက်မှတ်ပေးဖို့ဆိုတာကတော့ဖြစ်နိုင်ခြေမရှိတာတွေ့ရတယ်။လူဦးဒေါ်လာရေးကိုတေချာကြည့်ရင်အနောက်ဘက်မှာပြန်လည်ပေါင်းစည်းဖို့အားယူနေတဲ့ချင်းတစ်ဖွဲ့နဲ့ဒီပြည်နယ်လုံးသိမ်းဖို့တေချာသလောက်ဖြစ်နေတဲ့ရခိုင်မြောက်မှာအစဉ်အလာအရစစ်တပ်ကိုအမြဲဆန့်ကျင်တိုက်ခိုက်နေတဲ့ကချင်တရုတ်အရေးရလိုက်တာနဲ့ပြန်လည်ထွက်လာမဲ့ရှမ်းမြောက်တိုက်ရီခတ်ရီကောင်းတဲ့ကရင်ဒီအပြင်ကရင်မွန်တနင်္သာရီနဲ့ PDF တွေတအီးအီစိတ်ဝင်တိုက်နေတဲ့ဗမာစစ်တိုင်းတွေအားလုံးကိုတရုတ်ကနောက်ခံပေးထားမယ်ဆိုရင်လဲစကားစပြန်ထိန်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အနေအထားဖြစ်တယ်။တရုတ်ဟာပြည်တွင်းလွတ်လပ်ခွင့်ကိုစစ်စစ်ပြီးပြန်ဖွင့်ပေးမြန်မာမှာလူထုတော်လှန်ရေးကိုထောက်ခံ2011အာရပ်နွေဦးလိုမြန်မာနွေဦးရဲ့ရိုက်ခတ်မှုနဲ့ဒေသတွင်းနိုင်ငံတွေရဲ့တော်လှန်ရေးနဲ့ပြုပြင်ပြောင်းလဲရေးတွေကိုပြန့်နှံ့စေပြီးအာဖရိကမှာစီးမိနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာကိုကျင့်တဲ့မျှတမှုကိုပြန်လည်ထည့်သွင်းဖို့ဖြစ်တယ်။ဒါဆိုရင်ကမ္ဘာတောင်ပိုင်းနိုင်ငံတွေအားလုံးကိုစုစည်းနိုင်မှာဖြစ်ပြီးတေချာတဲ့ကမ္ဘာခေါင်းဆောင်မှုနေရာကိုမှန်ကန်စွာရယူနိုင်မှာဖြစ်တယ်။ຫນွေဦးမှာတင်ယူတရုတ်ရဲ့လက်ရှိအပေါ်မှာတင်းကျပ်စွာကင်တွယ်ထားတဲ့နိုင်ငံရေးနဲ့ဈေးကွက်ထဲလွတ်လပ်စွာဖြန့်ကျက်သွားလိုတဲ့ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုတာဟာမတူညီတဲ့အားနှစ်ခုနဲ့သဘောတရားနှစ်ခုကိုအတင်းတွဲယူစုစည်းထားမှုသာဖြစ်တယ်။တရုတ်ခေါင်းဆောင်မှုအပေါ်မှာဒီစုစည်းမှုကြောင့်ဖြစ်တဲ့တင်းမာမှုနဲ့ဝန်တို့ဝန်ပိုးဟာတိတာစွာပေါ်လွင်နေတာကိုတွေ့ရမှာဖြစ်တယ်။တရုတ်ဟာဘန်ဒေါင်းစိတ်သက်ကို
ပြောင်းလဲလာတဲ့ကမ္ဘာသမိုင်းနောက်ခံမှာပြန်လည်သုံးသပ်ကြည့်ဖို့ဖြစ်တယ်။အင်ပါယာတစ်ခုမပြောနဲ့ပြည်တော်စုတစ်ခုတည်ပြီးလျင်အပေါ်ကထိန်းချုပ်ထားတဲ့နိုင်ငံရေးအမိန့်တင်းကျပ်မှုတက်တက်တာရှိတဲ့စစ်တပ်နဲ့ရေရှည်တီဆောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုမြမຫນွေဦးစီကသင်ယူလာနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ The Call ခေါ်သံ online magazine မှာဖော်ပြထားတဲ့ဇောင်းမရှင်ကျော်စောခိုင်ရဲ့ကမ္ဘာတောင်ဘက်ချမ်းနဲ့အာနာရှင်တော်လှန်ရေးသတင်းသုံးသပ်ချက်ဇောင်းမကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။